ကောင်းမှုလို့ပြောတယ်မိသားစုအိမ်သားစုတွေကနေကောင်းရတာနဲ့ကလေးကမှများနေတယ်လို့ထင်တယ်အဲ့ဒါတော့စိတ်ထဲမှာမကျင်တော့ဘူး အဲ့လေအတော့မဟုတ်တာမတော့ပါနဲ့တော့အနုနတာမှလည်းသူတရားမတာတော့အနုနတော့နေတယ် ပြောမယ်ဆိုရင်တော့ဟိုကကျမ်းမာရေးနဲ့ ချစ်ချလို့ချစ်နေတာမဟုတ် ကျမ်းမာရေးနဲ့ပတ်သက်ပြီးတော့မှစေလို့စေတော့လောက်စိတ်တင်တယ်စေကိုစေကပို့စေတင်တယ် ကျမ်းမာရေးမကောင်းတာ အဲ့ဒါကိုသူတို့မလုပ်ဘူး သူတို့မှတော့မပေးဘဲနာမို့ကျုံတို့တာဖို့လောက်တယ်အမေရကြောရဲ့အမေယူအမေတို့တာဖို့တော့ဒီသူတို့တမန်တည်းတာတယ်လို့ဟောချတရားတာအဲ့တော့မနေရရအမေကြောနေရအမေကအမေမတန်းတဲ့တော့နေကြောနေတယ်အဲ့ဒီမကြကြလို့မဝဲဟောကြတရားတာ ဟုတ်ပြီခဏနေအောင်ဆရာပြောမယ်တတ်တော့မယ်လို့ဘယ်လိုပြော တတ်တော့တော့တယ်အဲ့ဒါဒီကအမေကကြောလို့လည်းမကြောကျဲတာလေအဲ့ဒါဒါဒီပဲအမေကြောကြမယ်ဘာသာဘာကြီးချစ်တယ်မဟုတ်ပဲအမေကချင်းနေရအမေရပဲလို့အမေတော့ကြမလဲ ဟုတ်ပြီဘယ်လိုမှတတ်လို့မရဘူးနော်ဘယ်လိုမှတတ်လို့မရဆရာအကောင်ရှင်းပြထားခဲ့ပြီအခုတော်လေးဖြစ်နေတာကသွေးတာယူကျမ်းမာရေးအကြောင်းဖြစ်နေတယ်နော်ကျမ်းမာရေးနဲ့အပူကြီးပြီးတော့မှစိတ်ထဲမှာမကျင်တဲ့ချက်တွေကများပြီးတော့မှပိုးကျင်တယ်လို့ကတ်ချင်တယ်လို့ဖြစ်နေတယ်နော်ပိုးကျင်တယ်လို့ကတ်ချင်တယ်လို့ဖြစ်နေတယ်အဲ့ဒါကကိုယ့်ရဲ့စိတ်နဲ့ဆိုင်တယ်အဲ့ဒီစိတ်ကိုခဏဖြောင်းလိုက်နော်ဖြောင်းထားလိုက်မနေ့ကစေးရောစေကပို့မယ်ပညာဆိုင်ရာနာယာပုဂ္ဂိုလ်ကိုကြောင်းနေတာပါပါပြီအမေတို့တော့ကြောတယ်ဘတော့မှမကျင်တာဘူးသူကြောင့်အမယုံမယုံဟိုလိုတော့မယုံရုံမဲ့အမေရတာပဲ ဆရာမခက်ကနေကိုကလည်းကိုမျိုးပြီးမြတ်လို့ကျွန်းနေပြနေမယ် တုတ်ပြီးချုပ်ပြီးဖြစ်ဖြစ်ဆိုင်ရာနဲ့ရောက်ဖို့ခိုင်းတော့ အဲ့ဒါကိုကိုကအေးအေးဆေးဆေးပြောပြအခုဆရာတို့လှမ်းအခုတလူလိုကတလူလိုဖြစ်တော့ဆရာတို့လှမ်းခေါ်တယ်ဆရာတို့ကလိန်စားညာစားပြီးတော့ပယောကအစွဲကြီးတဲ့၄-၅တောင်ကောမယ်ဆိုရင်တော့စိတ်ကိုရမယ်ပတ်စံပဲရောက်မယ်ဆရာရှိရောက်လာမှာပေါ့ဟုတ်တယ်မဟုတ်လားနော်အဲ့ဒါကိုစိတ်လေးလျှော့ပြီးအေးဆေးပြောပြအခုပဲဟိုမှာဗလာချင်းနေထိုင်နေနှစ်ခုအမှဘူးသိထားတာပြီ သူတို့ကလေဘယ်လိုမှမကြအမေမဟုတ်တာဘူးမဟုတ်တာပြောချင်ဘယ်ဟုတ်မလဲတော့နေမကောင်းတဲ့အခါကျတော့အခုလိုပူးကျင်တယ်လို့ကတ်ချင်တယ်လို့ဖြစ်နေတဲ့အခါကျတော့ မလေး သူတို့ကစိတ်ထဲမှာလည်းထင်တာပေါ့စိတ်ကိုလျှော့ရတယ်ကိုကအတကကြီးနေပြီအခုတော့အတဘယ်လောက်ရှိသွားပြီလဲ အတားသမသိ အတလည်းမမှတ်မိဘူး ဟုတ်ပါတယ် နေရအောင် နေတယ်သမသိ နေလည်းမသိဘူးသူကဘာလို့လဲ သူတတာသူလာတာပါတယ်သူတာလည်းပါမလည်းမသိအမေအမေတော့ထတာပါတဲ့တာဖို့တာကြီးအဲ့မကျင်တဲ့စိတ်တွေကိုခဏဖြောက်ထားနော်မကျင်တဲ့စိတ်တွေနဲ့ကိုကပူးတဲ့ကတ်တယ်ဆိုရင်မှသူတို့ထိုင်ရိုက်လို့ရှိရင်ကိုကတယောက်တည်းသူကအများဝိုင်းရိုက်လို့ကိုကမလာကအရင်ကြွနေမယ်နော်အဲ့တော့မနက်ဖြန်ကျရင်စေးုံစေကန်သွားရဖို့တော့ကိုဆေးရပြောပြီးမယ်ဟုတ်ပြီလားမနက်ဖြန်ကျရင်စေးရုံသွားအာလာမိုင်စေကန်သွားပြီးစေးသွားထုတ်လိုက်နော်ဒါဆိုပြောက်သွားလိမ့်မယ်ပယောကကြောင့်မဟုတ်ဘူးဝင်းနေလည်းမသွားဘူးမဟုတ်လားဝင်းလည်းမသွားဝင်းလည်းထုတ်နေတယ် သွားတယ်လေ မိတော့အာနာဇက်ငါပြင်ကဆရာမိတော့အာနာဇက်ကိုနာ ကိုလည်းပူချစ်နေတာပဲနော်အဲ့တော့စေးထိုးစေးတော့တော့ ကာယကံရှင် အတော်ရဲ့ဆက်ကိုဒီမှာဆွဲပြီးစစ်ပေးနေတယ်အကောင်လုံးအမြင်ရှင်းအောင်နော်အတော်ကစိတ်ကြောင်းလဲဆိုတော့ဘယောကစစ်လို့အစင်မပြေဘူး မလေးနော် အစနေသားရဲ့ ရေချိုးပြီးပါရလား ဘာလို့တာလဲလို့ငါလည်းမင်းနေတဲ့ငါ့ဦးတော့ပစုံမလာမတော့ဘူးထောတာမပဲ ရေချိုးပြီးပါလား ပေါ့ပဲနော် ထောတယ် ဒီအခုချိုးပြီးပါလား မတတထောတယ် ဟုတ်ပြီအဲ့ဒါဆိုရင်ဆရာပြောတာကနားထောင်မလား ကာယကံ ဆရာစေးစက်တင်ပေးပြီးလို့ရှိရင်ရေမန်းနဲ့ရေဘက်လေးတစ်ဖြစ်ဖြစ်တောင်းသွားတိုက်လိုက်နော် စနေသားရဲ့ပဲချင်းညာချင်းမှာမရှိပါဘူး နော် ခက်ကလေးလို့ အပူနည်းနည်းကြီးနေတယ်နော် ပေါ့ပဲနော် အေးဟုတ်ပြီဆရာအဲကောင်းလေးအတိုင်းကောင်းလားမလှောက်နဲ့လှောက်လို့ရှိရင်ကောင်းလေးဆောက်ဆုံးဝင်သွားလိမ့်မယ် အားစုမိဖခင်ဆရာတို့ကြီးများနော်နမကြီး ရငါတို့ရဲ့ထက်ပါဆရာ9ဖေ50အမိအာလာဇက်ကိုနာဂန်သေးဟောဒီကာယကရှိအင်္ဂါသမီးရဲ့ခန္ဓာကို32ကတ္တမှာပယောကတစောတစ်ခုရှိနေပူးနေကတ်နေတာမှန်လို့ရှိရင်အေးစေးတော့ဆောက်တော့နေရလိုက်ဒီကလိုက်ပေါက်လိုက်တဲ့နေတယ်အဝေးကိုခက်ခါထားပါတယ်ပေါ့တော့ထောက်ပဲနဲ့ကြွညခုကနေမြို့ကိုကြာတိကျတယ်ငင်းငင်းလေးကောင်းကောင်းတော့ကြာဆောက်တဆောင်းလုံးဝင်သွားတော့ခက်ဖြစ်နေ မရှိပါဘူးဖက်ကလေးလို့ပေါ့ညောကြည့်ပေါ့နော်အော်ဒီကာယကံရှင်အင်္ဂါသမီး ငင်းငင်းလေးဆောက်တဆောင်းဝင်သွားမယ်ကိုကလည်းကိုလှုပ်မသွဲနေလေ လက်ခိုင်နှောက်ရှက်ထားတာဒီကိုဝေးတိုက်ကိုဝေးပင်ကိုဝေးအက်ကိုဝေးအက်ကိုဝေးအက်ဆိုင်လက်ခိုင်နှောက်ရှက်ထားတာရှိ ဆောက်ကအချုံကြီးတော့ကြာထဲထဲဝင်သွားတော့ကြာ ဒီကနောင်နေတာ ထဲကနေပေါ့ခင်းရပြန်ထွက်လာဒုက္ခဖြစ်နေပြီ ပေါ့နော်ဘယ်တိုင်းဆိုင်ဆရာတိုင်းနတ်စင်နတ်တိုက်တွေရှိပါတယ်ဆိုရင်ဟောဒီကာယစနေသားရဲ့ဘယ်ယူသွားပြီးတော့မှချိုးရည်အိုးလေးတွေထဲလိုက်ထည့်ပြီးတော့မှဒီအင်ကြီးတွေကိုချိုးပြီးတော့မှဒီအင်ကြီးနဲ့ဆုပ်ပြီးရေဘက်တိုက်ပြီးပြန်လာခဲ့ဒါဆရာပြောင်းအောင်လုပ်ပေးမယ်သားမနေ့ကစေးထိုးလို့ရအောင်လုပ်ပေးမယ်သားတော့မှဆိုရင်ကားညောင်ဝိညောင်နဲ့သွားနေရလိမ့်မယ် ကာယကံရှင်ငါသမီးကိုဇော်ကလေး တော့ကတော့တော့လောက်လိုက်တာ အ
အတိုက်တင်တိုက်ခိုင်နောက်ရှိ ကိုလုံးမတိုင်နေပြီမျက်နှာတိုက်လာခဲ့ဒီလက်တွေတိုက်လာခဲ့ခြေထောက်တွေတိုက်လာခဲ့သွား ဘယ်ရှင်ညာစီမှာညာကြီးကတ်နေ တော့အဝင်ဘူးနေတဲ့ပယောက်ကဆရာလက်နဲ့လိုက်ခချုပ်တာသွားဆရာကြောက်ပြန်မှာချုပ်ထားမှာနော်ပြန်တော့ဝင်ဘူးသွားလိုက်သွားဒီဘက်လေးသွားလိုက်သွားဒီဘက်လေးရင်သွားလိုက်သွားကလေးတယောက်လိုက်ပို့ပေးလိုက် မင်းတို့ကဘာကလေးတွေကကတော့မင်းကြီးမင်းဦးမင်းကြီး ဒီဘက်လေးရင်သွားလိုက်သွားမနေ့ကျရင်စေးသွားထုတ်လို့ရဆရာလောက်ပေးထားခဲ့တယ်အကောပြောပြလာတယ်သွား ငါ့ကိုမဟုတ်တာတမလို့ပါနဲ့တော့နာတော့တတ်တာဟိုငါ့ကိုသုံးနေတယ်နေတာပါ အေးမလောက်ခိုင်းတော့သွားစေးရောစေးကမပို့မယ်စေးထိုးစေးတော့မှပြောင်းမှဟုတ်တာနော်အမဆရာရင်မလေးနဲ့ရေသွားချွတ်လိုက်သွား အာနာတိပြစီဟောဒီ တော့ရင်မလေးနဲ့ ဘာတော့တောင်းတော့မှလဲလို့နာတော့နေတယ်တာဘာလို့တာလဲလို့နာလဲတော့နေတာ ရင်မလေးနဲ့ရေသွားချုံတာဆရာငရုတ်သိန်းနဲ့မျက်စင်ခတ်ကောင်လားအဲ့နှစ်လမ်းကိုကြိုက်တာကြီးငရုတ်သိန်းနဲ့မျက်စင်ထက်ခတ်ကမယ်ဆိုတော့ဆရာချတော့ဆရာတော့မြေတာနဲ့ပြောပြီးသွားပြီနော်ဆရာစေတနာနဲ့ကိုယ့်ရဲ့မိဘတို့မိဘတို့ဖက်တော့ထားပြီးတော့ဆရာပြောပြနေတယ်နော်အဲ့တော့ဆရာမနှိမ့်ဆက်ချင်ဘူးနော်အင်ကြီးလေးချွတ်ဒီအပေါ်အင်ကြီးလေးချွတ်ပြီးတော့မှဟောပါဒီရေမန်းလေးကိုရေအိုးလေးနဲ့ထည့်ပြီးတော့မှအင်ကြီးလေးနဲ့မျက်နှာရေဘတ်လက်လေးရေဘတ်တိုက်လာပဲနော်တော့အဲ့အပူနည်းနည်းကြောက်သွားတော့ဒီမနက်ဖက်စေးအေးစေးသွားထုတ်လို့ရပြီသွားထသွားလာတော့ပါနဲ့တော့မပူးနဲ့မကနဲ့တော့ဆရာအဲ့ပူးမကမဲ့အရာတွေအကောင်ချုပ်ထားရသွားရေဘတ်လေးတိုက်ပေးလိုက် ဆရာအဲ့ရေမန်းကြီးလို့ရတယ် အေးရောရေမန်းလေးထိုင်ရေးဝဲရောဟင်းနေပြောင်းအောင်မယ်ဟာ မလေးနေနေ အေးဟုတ်ပြီသွားရေဘက်လေးသွားတိုက်သွား ကန်ရှင်ကင်္ဂါသမီးကိုတိုက်ခိုင်နောက်ဆက်ထားတာဒီ မလေးမလေး အေးအားရှိရလားတော့ကြောင့်ဝင်းကြောင်နဲ့သွားနေရမယ် ကျွန်းတော်တိုက်နေတိုက်ခိုင်နောက်ဆက်တာရှိပါတယ်ဟုတ်ကဲ့ သူ့ရဲ့စိတ်ထဲမှာမကျန်တဲ့ချက်တွေများနေတော့ပောက်ကွဲတာရိုးရိုးလုံးလို့ရှိရင်သူ့ရိုက်မှာလေခုလိုပူးရကတ်တယ်ဆိုတော့ဘယ်လိုမှမလုပ်ရတော့ဟုတ်တယ်မလားအဲ့လိုမျိုးလုပ် အားလုံးပဲတော်သေးတဲ့အတိုင်းပဲပေါ့နော် နေအောင်မရအောင်နှစ်အောင်နှစ်ခုပြီနော်ပြန်လက်ဖွဲ့ကြပါညာလုပ်ပြီနောက်ကျရင်စင်းအောင်ဖေးကလည်းပို့ပြီလား ဘောလုံးလုံးနဲ့ကြီးနေတော့မှတော့ဘယ်ဆရာနဲ့ထုံးဘောလုံးကတော့ကတော့အရိမြတ်တရားမြတ်စွာဘုရားငါဆိုလို့မညော်နဲ့တော့ ဘယ်ဆရာနဲ့ထုံးလဲ ရှင်သေးဝိလိမလေးရှင်ဘကုန်းတော်မလေးကြီးကောင်းလို့မညော်တာရှိလားအဲ့ဆရာစေးကောင်းတယ် နာခံရပြီ ဟုတ်တယ်အဲ့ကြတော့ကျွန်တော်ဖြစ်တော့စိတ်စိတ်တာကောင်း ဘောလုံးလုံးနဲ့ကြီးနေတော့ စေးစေးတော့နည်းနည်းကြည့်တယ်တလုံးစုံထောင်းပြီလား လုံးကြီးလို့နိုင်အားလုံးများပါ ဒီများပါ44ရဆရာကတော့ဘာညာစေးတဲ့ဓာပဲချ ရှင်ကျော်ရေးစားကြမေး ခေါင်းကနေဓာပဲချအတောင်တော့မနာကိုကြိုက်ချ အမှန်နှလုံးကြီးတာဒီကိုပြရှိ ရိုက်တာရက်လိုက်အပူရက်လိုက်အပူရမ်းကြီးနေအပူရ